ဆင်ရဲမြောက်ရဲခါရဲမိတ်ဆွေသုံးခုကြောင်းဆိုပြီးဟုတ်လားအဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောတာဒါလူငယ်လေးတွေနည်းနည်းလေးတည်တဲ့နေတယ်လို့ဘုံဘုံအကြံကြီးလေးပြောပြပါနော်တခုသောဘဝကဘုရားလောင်းကခါငှက်ဖြစ်တယ်အဲ့ဒါညောင်မင်းကြီးတပင်ကိုအမိပြုတ်ပြီးတော့နေတယ်အဲ့ဒီညောင်မင်းကြီးကိုအမိပြုတ်ပြီးတော့နေတာကသူ့တကောင်တည်းမဟုတ်ဘူးဆင်းတကောင်ကလည်းပဲအဲ့ဒါညညဆိုအဲ့ဒီညောင်မင်းအောက်လာအိတ်တယ်ညောင်မင်းကလည်းအကြီးကြီးပေါ့နော်မြောက်တကောင်ကလည်းအဲ့ဒီညောင်မင်းမှာနေနေတယ်ဒါကြားတဲ့အခါကျတော့သူတို့တငယ်ချင်းဖြစ်ကြတယ်ပေါ့မိတ်ဆွေဖြစ်ကြတယ်ပေါ့ဘလို့ပဲသူတို့နေနေကြရင်းနဲ့နောက်တော့ဘုရားလောင်းကပြောတယ်တဲ့ငါတို့ဟာအချင်းချင်းယုံသိမှုလေးစားမှုမရှိဘဲနဲ့တော့ဒီလိုနေရတာတကယ်တမ်းကမသင့်တော့ဘူးတယောက်နဲ့တယောက်ဘယ်သူကအကြီးဘယ်သူကအငယ်ဘယ်သူကပို့ပြီးတော့ဘယ်သူကိုလေးစားသင့်တယ်ဆိုတဲ့ဥစ္စာကတော့ရှိသင့်တယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဘာကိုအကြောင်းပြုပြီးတော့တို့ကတယောက်ကိုတယောက်ယုံသိတဲ့သဘောကိုယ့်ထက်အကြီးအကဲထားမလို့ဆိုတော့အသက်ကိုအကြောင်းပြုပြီးတော့တို့တယောက်ကိုတယောက်ယုံသိမှုပြုမယ်ဘယ်သူအသက်ကြီးတယ်လဲဘယ်သူအသက်ကြီးတယ်လဲဆိုတော့သူတို့အသက်လဲသူတို့ကတကယ်တမ်းကမသိဘူးမသိတဲ့အခါကျတော့တို့ဒီအမိပြုတ်ပြီးတော့နေတဲ့ညောင်မင်းကြီးကိုပဲအခြေခံပြီးတော့တို့သုံးကောင်မှာဘယ်သူအသက်ကြီးဆုံးလဲလို့တို့စဉ်းစားကြည့်မယ်ပေါ့နော်အဲ့လိုဆိုရင်ဆင်ကြီးကိုမေးတယ်မင်းဒီပင်ကြီးကိုဘယ်တော့မှစာမင်းမှတ်မိတော့အဲ့တော့ဆင်ကပြောတယ်တဲ့ဒီပင်လေးတုန်းကငါကာယခွပြီးတော့သွားနေတာဒီညောင်မင်းလေးကိုအဲ့ဒါငါတော်တော်ကြီးလာတော့ဒီညောင်မင်းကငါရဲ့ချက်ကလေးကိုတောင်လာထိနေတာနည်းနည်းလေးကြီးနေပြီပေါ့နော်အဲ့လိုပြောတော့မြောက်ကဘာပြောဆိုတော့ဟာအဲ့လိုဆိုရင်ငါမင်းနဲ့ကြီးရဲ့တဲ့။ဘုံဆိုငါဒီအပင်ကိုမော့ပြီးတော့တောင်ကြိုက်တာမဟုတ်ငုံပြီးတော့ကြိုက်တာတဲ့။အညောင်ထွက်ခါတာလေးတေးသေးလေးပေါ့နော်။အဲ့ဒီအညောင်လေးကိုငါကြိုက်စားဘူးတာငါမှတ်မိတယ်။အဲ့လိုပြောတဲ့အခါကျတော့ဘုရားလုံးကအဲ့လိုဆိုရင်မင်းတို့နှစ်ကောင်နဲ့ငါပူကြီးတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့ငါငှက်ရလို့ဖြစ်လာတဲ့အခါဒီညောင်မင်းကရှိကိုမရှိသေးဘူးတဲ့။ဒီနားမှာညောင်မင်းကိုမရှိသေးဘူးတဲ့။အဲ့တော့ဒီညောင်မင်းကဒီပြင်တင်နေရညောင်မင်းအကြီးရှိတယ်အဲ့ဒီအပင်ကနေပြီးတော့ငှက်တွေကညောင်သေးတွေစားလာပြီးတော့ညောင်သေးကိုဒီနေရာမှာမစင်စွန့်လို့ညောင်မင်းရလို့ဖြစ်လာတာတဲ့ဒီနားမှာညောင်မင်းမရှိခင်ကစငါဖြစ်နေတာဒီညောင်မင်းရဲ့သမိုင်းကိုသူကပို့ပြီးတော့သိနေတယ်ပေါ့နော်အဲ့ဒါကိုကြည့်လိုက်တဲ့အခါကျတော့ခါကအကြီးဆုံးဖြစ်တော့အဲ့ဒီခါရဲ့စကားကိုပဲနားထောင်ပြီးတော့ဟုတ်လားခါကိုပဲအယိုသေးပြုတ်ပြီးတော့အကြီးအမှုထားပြီးတော့သူတို့နေကြတယ်ပေါ့အဲ့တော့ဒါကတော်တော်စဉ်းစားစရာကောင်းတဲ့ကိစ္စလို့ဘုံဘုံကထင်တယ်ဟုတ်လားကိုယ့်ရဲ့ဘဝမှာကိုယ့်ထက်တော်တယ်ကိုယ့်ထက်သိတယ်ကိုယ့်ထက်ကောင်းတယ်လို့အလေးကလူထားစရာပုံကိုမရှိဘဲနဲ့နေရတာတကယ်တမ်းကတော့အနှစ်သာရစိတ်သုံးတယ်လို့ဘုံဘုံကတော့ထင်တယ်ဟုတ်လားစဉ်းစားကြည့်လူတွေကမမာနတွေနဲ့ငါကိုယ့်အထက်ဆိုဘာမှမထားကျင်တာတွေကအခြေခံလေးကရှိတတ်တာ။အိုးတကယ်တမ်းကကိုယ့်ထက်သိတယ်ကိုယ့်ထက်တော်တယ်ကိုယ့်ထက်ကောင်းတယ်ဆိုတဲ့ပုံကိုမြန်တွေ့ရမယ်ဆိုရင်ဒါယူသေးတဲ့စိတ်နဲ့အော်ဒါငါထက်တော်တဲ့လူပဲဆိုတဲ့အကြီးအမှုအကြီးအကဲအလေးကလူထားပြီးတော့နေသင့်တဲ့လူတစ်ယောက်ကတော့အနည်းဆုံးရှိသင့်တယ်ပေါ့နော်။